ဇွတ်တူတော်ကောင်းနေအကြောင်းဘဝတုတ္တတွေပြောချင်လို့နောက်ကိုဒီရွှေညောခိုင်းတော်မြတ်ကြီးထဲမှာပညာခံယူကြမဲ့ခေါင်းရသားသမီးတွေအနေနဲ့အမှားမြင်ပြီးတော့အမှန်ကိုစင်နိုင်ဖို့အတွက်ကိုအသိတရားလေးတစ်ခုမျှဝေပေးတာပါနော်ဒီရွှေညောပညာကိုခံယူလိုက်ပြီဆိုပါနဲ့ပညာပေးဆရာကိုအဖေဆရာကတော့ကိုအမေဆိုပြီးတော့ဒီလိုနန်းစားလေးတွေနဲ့အဖေအမေဆိုပြီးတော့အမျက်တနှုံနဲ့ခေါ်ကြတယ်ပေါ့ဒီနေရာမှာအချို့ကလည်းသူများခေါ်လို့လိုက်ခေါ်တာမျိုးဒီလိုလူတွေလည်းရှိတယ်လို့မျိုးကိုယ်တိုင်ကအမိအဖပမာတန်မိုးထလို့လေးစားလို့ခေါ်ကြတာမျိုးတွေရှိတယ်ပေါ့အဲ့ဒီမှာအချို့ကသူများရောင်လို့လိုက်ရောင်တဲ့ပုံစံမျိုးသူများအဖေခေါ်လို့လိုက်ခေါ်တယ်သူများအမေခေါ်လို့အမေလိုက်ခေါ်တယ်သူမျိုးကြတော့သူတို့ရဲ့ဇယိုက်လက္ခဏာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုအဖေဆရာအမေဆရာမတွေအပေါ်ကိုသာခရုစိုက်အလေးနက်ထားကြပြီးတော့ကိုအိမ်မှာရှိနေတဲ့ကိုမွေးထုတ်ခဲ့တဲ့မိဘနှစ်ပါးကြတော့အလေးနက်မှထားတာမျိုးလေးတွေမြင်ရတယ်ဗျဆရာသမားအိမ်ကြွလာပြီဆိုလို့ရှိရင်ကျွေးမွေးအခမ်းဒါနပြုတဲ့နေရာမှာလက်ဆေးရည်လက်တော့ဝါလက်တော့ဘွားအရန်တင်လေးတွေပြင်ဆင်ပေးတယ်ဆရာသမားကိုရှ िख ိုးကြော့တယ်ဒါမျိုးလေးတွေလောက်ကြပြီးတော့ကိုယ့်ရဲ့အမိအဖနှစ်ပါးကြတော့ခရုစိုက်အလေးနက်မထားကြဘူးတပတ်တစ်ခါတော့မှပဲရှ िख ိုးကြော့ခြင်းတွေမပြုကြဘူးဒီလိုလူမျိုးတွေလည်းရှိတယ်ဘယ်လိုလူမျိုးတွေလဲဆိုတော့သူများအဖေခေါ်လို့လိုက်ရောင်ပြီးခေါ်ကြတဲ့သူတွေပေါ့နော်သူများရောင်လို့လိုက်ရောင်ကြတဲ့လူပေါ့တကယ်တမ်းကျတော့သူ့ရဲ့ဝမ်းတွင်းအစက်တာကမှန်လို့မဟုတ်ဘူးအကျင့်ကောင်းလို့မဟုတ်ဘူးအကျင့်ရဲ့ကောင်းခြင်းမဟုတ်ဘူးပေါ့ဒါလုံယူဖန်တီးယူနေတဲ့ပုံစံမျိုးတွေပေါ့လူမျိုးတွေလည်းမြင်ရတယ်ပေါ့နော်နောက်တစ်ခုကအထက်လမ်းပညာကိုခံယူထားတယ်ခိုင်းကနာဆိုတော့အဖွဲ့အစည်းကိုပြောတာပဲအဖွဲ့အစည်းတစ်ခုမှနေပြီဆိုလို့ရှိရင်ကိုယ့်ထက်တာတဲ့သူလည်းရှိမယ်ကိုယ့်ထက်နှိမ်ပါတဲ့သူလည်းရှိမယ်ပေါ့ရှေးစကားပုံတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်လူကြီးသူမကြီးပြောခဲ့တာကိုယ့်ထက်တာမနာလို့ဆိုတာဗမာလူမျိုးတွေကအဲ့ဒီဇယိုက်ကလည်းစွဲနေတာပေါ့အဲ့တော့ကိုယ့်ထက်တာမနာလို့ဆိုတဲ့စကားပုံရှိခဲ့တယ်လို့မျိုးကိုနဲ့ဒန်းတူဖြတ်သွားမှာကိုလည်းမနာလို့ပါရရှိသေးတယ်အဲ့တော့အဖွဲ့အစည်းတစ်ခုကလူအများနဲ့အနေထိုင်ရတာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ထက်နှိမ်ပါတဲ့လူတွေပါမယ်ကိုယ့်ထက်တာလုံတဲ့ပုံစံတွေလည်းပါမယ်ပေါ့အဲ့ဒီမှာကိုယ့်ရဲ့ပညာညီကိုမောင်နှမတွေကိုကိုယ့်ထက်ပုံကြီးသွားမှာကိုမနာလို့ဘူးကိုယ့်ထက်တာသွားမှာကိုမနာလို့ဘူးဒီလိုလူမျိုးတွေကတော့ကျွန်တော်အဖွဲ့ထဲမှာတစ်ဖက်သားမိပြရှိနေလေကျွန်တော်လက်မခံပါဘူးเนาะကျွန်တော်